ပါဗျာတနခါလေးနဲ့မောင်နှကားလေးကပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျာနော်ကဲဒီဗီဒီယိုဖိုင်လေးကတော့ကျွန်တော်တို့တွေ24ရက်နေ့တောက်ကြနေတနေ့ကုန်စာကျွန်တော်ရဲ့တလုံးနဲ့တော့လုံးမိုင်ပတ်တီးနဲ့ဒါတက်ကွက်ကောင်း main အော့ကွက်ပေးမယ်တောက်ကြနေတိုင်းပေးနေတဲ့ထိတ်စီးလေးနှလုံးနဲ့စုံကတ်မကက်ကလေးတွေကိုပြောပြသွားမယ်ပေါ့နော်ဒီထိတ်စီးကိုဗာလေးနဲ့ကတ်ထိုးရမယ် main အော့ကွက်ကလေးတွေကစပြောပြသွားမှာဖြစ်ပါတယ်မိတ်ဆွေတို့ကျွန်တော်ဒီဗီဒီယိုဖိုင်လေးကိုတွေ့ပြီးဆိုတာနဲ့စိတ်ဤချမ်းသာခြင်းကိုဤကြမ်းမာခြင်းနဲ့ပြည့်စုံကြပါစေစိတ်သွားတိုင်းကိုပါလူရဆန္ဒဤတလုံးတော်ရပြည့်စုံကြပါစေလို့ကျွန်တော်နှကားလေးကပူးစွာပထမနှုတ်ခွန်းဆက်တာဂါရဝပြုပါတယ်ဗျနော်ကျွန်တော်ဗီဒီယိုဖိုင်လေးကိုတွေ့ပြီးဆိုတာနဲ့မိတ်ဆွေတို့ထုံးစံတိုင်းအချက်ကလေး3ချက်နဲ့ကူညီပေးသွားဖို့လုံးဝမမေ့ပါနဲ့နံပါတ်1ချက်အများမြင်များပါအောင် share ပါနံပါတ်2ချက်ကျွန်တော်နှုတ်ကပြောတဲ့ခဏကို comment မှာမှတ်ပါနံပါတ်3ချက်ကျွန်တော်ဗီဒီယိုအသစ်တွေတင်တိုင်းတွေ့မိအောင်ညော့ဒီဗီဒီယိုဖိုင်ကို like and follow လေးလုပ်ပြီးတော့အားပေးပါဗျကဲတော့ကျွန်တော်ကတောက်ကြနေ့အတွက်ကျွန်တော်ရဲ့တလုံးနဲ့တော့လုံးမိုင်ပတ်သီးလေးကိုစပြောပေးမယ်ဟုတ်ပြီလားနော်တခြားမှတ်ပါတောက်ကြနေ့အတွက်ကျွန်တော်ရဲ့တလုံးနဲ့တော့လုံးမိုင်ပတ်သီးမပြောခင်မှာကျွန်တော်တို့ဒီနေ့ဗုဒ္ဓဂူးနေ့မှာကျွန်တော်တို့အကြသာပရင်းနေ့မှာကျွန်တော်တလုံးမိုင်ပတ်သီး9ပိုင်9ပတ်သီး YouTube Facebook Telegram ဒီ3ခုလုံးမှာကျွန်တော်အောင်မြင်ခဲ့ပြီเนาะကျွန်တော်ဘာကတော့ကျွန်တော်တို့အောင်မြင်လဲဆိုအခွေကတော့ကျွန်တော်အောင်မြင်သွားဘူးเนาะ9000ကြီး3000ကြီး9000မြတ်ကတော့ကျွန်တော်တို့အဆင်မပြေဘူးဒါပေမဲ့တလုံးမိုင်ပတ်သီးလေးကိုကျွန်တော်ကူညီခဲ့တလုံးမိုင်ပတ်သီးလေးကဗုဒ္ဓကြသာပရိဒီနေ့ရက်မှာလည်းမှန်တယ်တနေ့တိုင်းမှာဝမ်းချင်းရတယ်ကျွန်တော်တို့တပတ်စာကတ်နဲ့တွဲပြီးတော့အဆင်ပြေတော့အားလုံးအဆင်ပြေကြမှာပါတစ်လေးမှာတော့အားလုံးထိထိမိမိရကြလိမ့်မယ်ငါးပရိတစ်လေးတစ်ကိုပေါ့နော်အဆင်နေတိုင်းတော့ကျွန်တော်ပေးတာလေးတွေကအားလုံးအဆင်ပြေလိမ့်မယ်နော်ဒီလိုလဲဝမ်းသာတူတော့ချင်းတွေရကြပါသည်ပေါ့ကြဒီနေ့9ပိုင်9ပတ်တီပေါက်တဲ့လူက comment လေးမှာမြင်ချင်းတယ်နော်အားလုံးပဲပေါ့နော်ကြက်ပြောမယ်ဗျာနော်တောက်ကြနေတနေ့ကုန်စားကျွန်တော်ရဲ့တလုံးနဲ့တော့လုံးမိုင်ပတ်တီက1ပိုင်1ပတ်တီပါတက်ကွက်ကောင်းလေးတစ်ခါတည်းပြောပေးမယ်တက်ကွက်ကောင်းက1ခွန်တီတက်ကွက်ကောင်းမှာ1ကိုဆိုရင်ကျွန်တော်ဘာကတ်ထိုးရမလဲ9338နောက်ကတ်နဲ့ကတ်ထိုးပေးပါနော်9338ကတ်ထိုးပေးပါအရန်လုံးမိုင်ကတော့ခွန်ပတ်စရာမလိုဘူးခွန်9338ကလေးနဲ့ပဲကတ်ထိုးပေးဟုတ်ပြီလားနော်ဟုတ်ပြီလားနော်ဝမ်းငိမ့်စော့ချင်း1ခွန်9338နဲ့ကတ်ထိုးဒီမှာကျွန်တော်ကဘာပြောချင်လဲဆိုတော့ကျွန်တော်ဒီတစ်ပတ်မှာလဲကျွန်တော်တို့အဖွဲ့ဝင်တွေ3ရက်အတွင်းမှာ3ရက်မကျော်ပတ်သီးလေးနဲ့မွေးကနန်း6ခွက်ထဲကတကွက်2ကြိမ်အောင်မြင်ခဲ့ပါတယ်ဒီတစ်ပတ်မှာနော်မိတ်ဆွေတို့ဒါအဖွဲ့ဝင်တဲ့လူတွေအားလုံးဆိုကျွန်တော်အတိပါရကြပေါက်ကြလို့ကျွန်တော်ဝမ်းသာတယ်အဖွဲ့ဝင်တွေနော်ကျွန်တော်လာမယ့်အပတ်မှာတော့ကျွန်တော်ပိတ်ရက်ရှိလို့28 29 2ရက်ပိတ်ရက်ရှိလို့ကျွန်တော်အဖွဲ့ဝင်လုံးဝမခေါ်ပါဘူးဒါလေးကျွန်တော်ဒီနေ့ကနေကြိုတင်သတိပေးထားခဲ့ပါမယ်လာမယ့်အပတ်ဖွင့်တဲ့တနင်္လာကြာသပတေးတောက်ကြဒီ3ရက်ကိုကျွန်တော်စော့ကျင်တဲ့သူတွေအတွက်တပတ်စာကစော့ကျင်တဲ့သူတွေရှိရင်ကျွန်တော် YouTube မှာတင်ပေးမယ် YouTube မှာတင်တဲ့ဗီဒီယိုလဲကျွန်တော်ဒီ Facebook မှာပြန် share ပေးမယ် Facebook ကလူတွေကအဲ YouTube မှာတင်တဲ့ဗီဒီယိုဖိုင်လေးကိုတူးတယောက်မကြံသွားရောက်အားပေးဖို့ကျွန်တော်ကတောင်းဆိုတယ်နော်တူးတယောက်မကြံသွားအားပေး YouTube မှာဟုတ်ပြီလားနော် YouTube မှာငကားမင်းသားကြီးဆိုတဲ့ channel ဖွင့်ထားတယ်ဟုတ်ပြီလားဒါဆိုကျွန်တော်တောက်ကြနေတိုင်းပေးနေတဲ့ထိတ်စီးလေးနှလုံးနဲ့စုံကတ်မကက်ကလေးပြောမယ်တောက်ကြနေတိုင်းပေးနေတဲ့ကျွန်တော်ရဲ့ထိတ်စီးနှလုံးကမိတ်ဆွေတို့ရေဘာထိတ်စီးလေးဆိုတော့6နှစ်ထိတ်စီးပါ6နှစ်ထိတ်စီးကိုဘလို့ကရမ်းမျိုးထူးချဲကိုင်းထူးရမလဲဆိုရင်6ခွန်6လေး2ခွန်2လေးဒီကနန်းလေးကွထူးချဲထိုး6နှစ်ထိတ်စီးနဲ့နော်6ထိတ်စီးကိုဆိုရင် market ထိုးကျွန်တော်တို့2ထိတ်စီးကိုဆိုရင် market ထိုးပြီးခဲ့တဲ့အပတ်က3စုံကတ်နော်34နဲ့ပြီးသွားတာမိတ်ဆွေတို့အတိအားတော့ထိုးပေါ့ဗျာဒီကောင်အားမှကျွန်တော်တို့ဒါပတ်တီးလေးတစ်လုံးစာနဲ့ညီမျှရလေအကြောင်းမလို့အားထိုးပေးပါနော်အဓိကကတော့6နှစ်ထိတ်စီးနဲ့ဆိုအဓိကထိုးရမယ်၄ကွက်က6ခွန်6လေး2ခွန်2လေးဆိုရယ်ကနန်းလေး၄ကွက်ကိုထူးရှယ်တင်းပြီးတော့ရိုက်ပေးပါခဲ့အဆင်ပြေကြပါစေတလုံးနဲ့ပတ်ချင်တဲ့သူက1ပိုင်1ပတ်တီး1ကို9338နဲ့ကက်တကွက်ကောင်းထိုးခြင်း1ခွန်တကွက်ကောင်းဖြစ်ပါတယ်အဆင်ပြေကြပါစေနော်ကဲဒီနေရာလေးနဲ့ကျွန်တော်ဆူတောင်းပေးပါတယ်လာမယ့်အပတ်ကျွန်တော်မြန်မာခေါ်ဖို့မရှိပါဘူးဒီမှာပြောချင်တာကဘာလဲဆိုတော့ကျွန်တော်ဒီမှာနော်ကျွန်တော် live show တွေကို Facebook ကနေအားမပေးနိုင်တဲ့သူတွေမကြည့်ရှုနိုင်တဲ့သူတွေအနေနဲ့ကျွန်တော်ပေါ့နော်ဒီ live show လွှင့်တာကိုကွက်ကွက်ကွင်းကွင်းမြင်ချင်တဲ့သူတွေဒီဘောက Telegram link လေးကိုထောက်ပြီးတော့ Telegram channel ကို join ထားပါ Telegram channel မှာဆိုဒီခု live show မှာပြောနေတဲ့ကဏ္ဍမှန်သမျှကို Telegram မှာကျွန်တော်ကွက်ကွက်ကွင်းကွင်းရှင်းလင်းကျွန်တော်တင်ပေးထားတယ်နော်အားလုံးပဲနော်ဒါမှမဟုတ် Telegram channel join Telegram သုံးရင်ပြောတာနော်ဟုတ်ပြီလားပြီးကြရင်ကျွန်တော်တို့လာမယ့်အပတ်မှာပိတ်ရက်2ရက်ရှိတဲ့အတွက်အဖွဲ့ဝင်မခေါ်ဘူးအဖွဲ့ဝင်ခေါ်ရင်ကျွန်တော်မဟုတ်ဘူးဟုတ်ပြီလားတပတ်စာကတ်ကိုလည်း Facebook မှာမတင်ပေးတော့ဘူး YouTube မှာတင်ပေးမယ် YouTube မှာတင်တဲ့ဗီဒီယိုဖိုင်လေးကို Facebook ကိုပြန် share ပေးမယ်အားလုံးကဒီ Facebook ကနေ YouTube ကိုတစ်ဆင့်ဝင်ကြည့်ပေးအားလုံးဖုန်းထဲမှာ YouTube ရှိပါတယ် YouTube မရှိတဲ့ဖုန်းဆိုတာမရှိပါဘူးเนาะဒီနေရာကနေကျွန်တော်ပြောချင်ပါတယ်เนาะအားဒါလေးတော့ကဲနေ့ပတ်မှာလည်းကျွန်တော်တို့အဆင်ပြေမှုတွေထပ်မံပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးရင်ကျွန်တော်ဒီဗီဒီယိုဖိုင်လေးကိုအဆုံးသတ်ပါတယ်မိတ်ဆွေတို့ဒီဗီဒီယိုဖိုင်ကိုဆုံးခန်းတိုင်အောင်ကြည့်ပြီးတဲ့အခါမှာမိတ်ဆွေတို့အတွက်အကျိုးသုံးတရားရရှိသွားမယ်လို့လည်းမျှော်လင့်တယ်
ဒီတစ်ပတ်မှာကျွန်တော်အနေနဲ့အများဆုံးကူညီနိုင်ခဲ့တယ်နော်မိတ်ဆွေတို့ကူညီနိုင်ခဲ့တယ်ဒါကြောင့်မလို့နံပါတ်1ချက်ဒီဗီဒီယိုဖိုင်လေးကိုအများကြီးပါအောင် share ပေးသွား နံပါတ်2ကျွန်တော်နောက်ကပြောတော့ comment မှာမှန်ပြီးတော့နံပါတ်3ချက်ကျွန်တော်ဗီဒီယိုအသစ်တွေတင်နေတွေ့မြအောင်ညော့ဒီဗီဒီယိုဖိုင်ကို like and follow လေးနဲ့ကူညီသွားပါအားလုံးကိုလည်းချစ်ပါတယ် Telegram သုံးတဲ့သူတွေဆိုရင်ဒီ live show တွေမကြည့်နိုင်ကွက်ကွက်ကုန်း Telegram မှာတင်ပေးပါတယ်အားလုံးကိုချစ်ပါတယ်ဗျ bye bye ပါအမျိုးတို့နော်